တခြားနားထောင်နော်ကောင်းတာလုပ်တော့မယ်ဆိုလို့ရှိရင်မထားတဲ့နဲ့မရှိတဲ့နဲ့စိတ်သဘောထားကိုအရင်မြတ်စွာဘုရားပြောတယ်ဘိက္ခဝေယဟန်တော်တို့ဣဒံဗြဟ္မစရိယံဤကောင်းတဲ့အလုပ်ကိုဝါမြတ်သောဤအကျင့်ကိုဇနကုဟနထံလူအပေါင်းတို့အံ့ဩစေခြင်းအလို့ငါနာဟုတ်တတိမကျင့်သုံးအပ်ကောင်းတာလုပ်တော့မယ်ဆိုရင်လူတွေငါကောင်းတာလုပ်နေတာပဲလို့သူတို့စိတ်ထဲမှာအံ့ဩတဲ့စိတ်ကလေးတွေဖြစ်သွားဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကောင်းတာမလုပ်ရဘူးတဲ့နော်ဇနလက်ပနထံလူပြောများဖို့အတွက်လည်းပဲနာဟုတ်တတိမကျင့်သုံးအပ်ကိုဒီလိုလုပ်နေတာတွေကိုလူတွေပြောဆိုနေစေခြင်းနဲ့စိတ်ကလေးတွေဘုန်းဘုန်းတို့မှာရှိတတ်တယ်ဟုတ်လားဒါကြောင့်လူတွေကကိုယ့်အကြောင်းကိုပြောကြဖို့အတွက်ဒီကောင်းတဲ့အလုပ်ကိုအဲ့ဒီရည်ရွယ်ချက်နဲ့မလုပ်ရဘူးတဲ့နလာဘတက္ကာရတိလောကနိတံတထံလက်လာဘတွေရဖို့သူများရဲ့ယုတိမှုလေးစားမှုပူဇော်မှုကိုရဖို့နာမည်ကြီးဖို့လာဘတက္ကာရတိလောကလာဘဆိုတာလက်ပေါ့နော်ပို့ပြီးတော့ကျေပြန့်တဲ့ဟောရတာနဲ့ပြောရင်ပိုက်ဆံပေါ့လက်ပူဇော်တက္ကာရတွေရဖို့တက္ကာရဆိုတာအမျက်တနိုးနဲ့ကိုယ့်ကိုလေးလေးစားစားတန်ဖိုးထားပြီးတော့ယူတည်ဆက်ဆံကြတယ်တန်ဖိုးထားပြီးတော့လေးလေးစားစားဆက်ဆံကြတာဒါတက္ကာရတိလောကဆိုတာကြတော့ဘာလဲနာမည်ကြီးတာနော်ကြော်ကြားတာထင်ရှားတာအဲ့လိုမျိုးလက်ပူဇော်တက္ကာရနာမည်ကြီးမှုထင်ရှားမှုအတွက်ဒီကောင်းတဲ့အလုပ်ကိုမလုပ်ရနော်နာဣတိဝါရပမောက္ခဏိတံတတ္ထံဒါလေးကြတော့ပိုးကျေပြန့်သွားသူများကိုနှိပ်ကွနိုင်ခြင်းလို့သူများကိုယ်ကဲ့ရတဲ့အခါမှာအကဲ့ရဲ့မခံရဖို့အကာအကွယ်ဖြစ်ဖို့ဒီလိုသဘောထားမျိုးနဲ့လည်းပဲမြတ်သောကျင့်ကိုမကျင့်ရဘူးသူကြပါတော့တချို့ကောင်းတဲ့အလုပ်တွေကိုလုပ်တယ်ဒီကောင်းတဲ့အလုပ်ကိုပဲအကြောင်းပြုပြီးတော့သူများရဲ့အပေါ်ကနေနေခြင်းနဲ့ငါမင်းတို့တဲ့တာတယ်ဆိုတာကိုပြခြင်းအဲ့ဒီစိတ်မျိုးနဲ့ကောင်းတဲ့အလုပ်ကိုမလုပ်ရဘူးဟုတ်လားတချို့ကြတော့လည်းပဲဒီမြတ်သောကျင့်ကိုကျင့်တယ်ကောင်းတဲ့လုပ်တွေကိုလုပ်တယ်တရားတွေကျင့်ကြတယ်ဘယ်လိုစိတ်ထားနဲ့လုပ်တာတုံးဆိုရင်သူများပြောလာလို့ရှိရင်ကိုကတော့တိထားဖို့တော့လိုတယ်အဲ့တော့ကိုကမခံရအောင်ကာကွယ်ပစ္စည်းတစ်ခုအနေနဲ့သူများရဲ့နှိပ်ကွက်တာကဲ့ရတာသူများအနိုင်ယူတာကိုမခံလို့တဲ့အတွက်ကြောင့်ငါလည်းဒါသိပါတယ်မင်းတို့ငါ့ကိုလာပြောစရာမလိုဘူးဆိုတဲ့သဘောမျိုးနဲ့ဟုတ်လားအခြေခံကအဲ့လိုသူများကိုနှိပ်ကွက်လို့တဲ့စိတ်ကိုယ်ကိုနှိပ်ကွက်တာကိုမခံရဖို့ဆိုတဲ့စိတ်နဲ့မြတ်သောကျင့်ကိုမကျင့်သုံးရဘူးတဲ့အတိအကျဟောတာနော်မြတ်စွာဘုရားနောက်တစ်ပတ်ငါဘာပြောတော့ဆိုတော့